ဒီကောင်ဒီဘက်ကိုဆွဲထားလိုက်လို့ရှိရင်ဒီမှာအားတိုက်ထုတ်ရမလို့ဒီဘက်ချာနမဟုတ်လို့ရှိရင်မရတာမတက်တာဘူးနည်းနည်းဖြောက်လိုက်အေးဘာတော့ပြောလေမဆောင်နဲ့ဆိုင်ဘောကနည်းနည်းဖြောက်လိုက်မဆိုင်ဘောနည်းနည်းဖြောက်လိုက်အာအေးဟိုရပြီကျွန်တော်တို့ဒီအလုပ်ကိုလုပ်နေတာပတ်စံတော့တိတ်မရဘူးဗျဒါပေမဲ့လူတိုင်းကိုအန်တရာယ်ကာကွယ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ပြောရတယ်ကျဉ်းတ်တယ်ဒါဆိုလို့ရှိရင်တော့ဟောဒီဘက်ချမ်းမှာဒါချောင်းရည်ကားမောင်းရင်းနဲ့ဒီချောင်းကနေဒီကနေပြုတ်ကျသွားရင်တော့သွားပြီလူရောကားရောသွားမှာဒီမှာနော်ကျွန်တော်ဖွဲ့တွေကမိုးရွာလဲမိုးရေတွေမှာလောက်မှာမိုးကာနဲ့ဘာနဲ့ကျွန်တော်လူတွေကဘလောက်ဟိုတာဖြစ်လဲဆိုတွေ့ရမှာဘလောက်လောက်စူးစမ်းလဲမိုးရွာလေးလောက်တယ်သူတို့က